Hello guys. English လို့တွေးပါ English လို့တွေးပါဟုတ်တယ် English လို့တွေးရမယ်ဆိုတော့သိတယ်ဒါပေမဲ့ဘယ်လိုတွေးရမလဲမသိဘူးဖြစ်နေတာဒါဆိုရင်တော့တစ်ခုလေးပြပြပြပါမယ်ဥပမာဒီမှာကိုက page တစ်ခုကိုမြင်သွားပြီပေါ့နော် page တစ်ခုကိုမြင်သွားပြီဆိုတော့ okay ငါဒါကို English လို့ပြောမလဲ okay this is a ruler this is a ruler ဟုတ်ပြီနောက်တစ်ခုကိုကဒီ bottle water bottle လေးတစ်ခုကိုတွေ့ထားပါတော့ပေါ့နော် water bottle လေးတစ်ခုအမြင်မြင်ဆိုလို့ရှိရင်ငါသူ့ကို English လို့ပြောမလဲ okay ဟုတ်ပြီ this is a water bottle this is a water bottle စသဖြင့်အဲ့လိုမျိုးလေးပေါ့နော်အလွယ်ကူဆုံးလေးနဲ့ကိုယ့်ဟာကိုတွေးပြီးတော့ပြောမှာပါအဓိကကတော့ English ကိုတွေးပြီးတော့ English လို့ပါဇက်ကနေပြောဖို့ပါပဲပေါ့နော် okay ဆိုတော့ဒီကိုကငယ်ငယ်ကလေးကအင်္ဂလိပ်စာသင်လာတယ်ဒါပေမဲ့အခုချိန်ဒီအင်္ဂလိပ်စကားမပြောတတ်ဘူးဖြစ်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ကအခွင့်အလမ်းနဲ့ငွေစီးကြောင်းတွေကဆုံးရှုံးနေပါလိမ့်မယ်ဒါကြောင့်မလို့အဲ့လိုမျိုးတွေမဆုံးရှုံးရအောင် English video အများဆုံးတက်ရောက်ထားဖို့လုပ်ပါတယ်အဲ့ဒီအတွက် February လမှာအတန်းတင်နေတခုဖွင့်ပေးထားပါတယ် English speaking သိတယ်မှာ English fluency ကို focus ထားပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ် real life topic တွေနဲ့ group discussion တွေနဲ့တော့ပြမှာဖြစ်ပါတယ်ပို့ဆောင်နေနဲ့ speaking ဖတ်တဲ့အကြောင်းတရားကိုလည်းထည့်ပေးထားပါတယ်တက်နဲ့လည်းတက်လို့ရအောင်စီစဉ်ပေးထားပါတယ်ဇန်နဝါရီ20အတွင်းမှာအမေတို့တွေကိုလည်း discount ချပေးထားပါတယ်အသေးစိတ်နင်ချပေးထားပါမယ်တက်ရောက်ချင်တယ်ဆိုလို့ရှိရင် CV မှာ join လုပ်ပို့လိုက်ရမှာပဲရှင်အလုံးစုံပြတ်ပါ